စနေတနင်္ဂနွေနေ့များပါဝင်နှစ်တကူရုံးပိတ်ရက်တွေအကြောင်းဆန်တော်ရှင်ကြိုက်တီယိုစေဒီတော်မြတ်ကြီးတရှိရာကြိုက်တီယိုဒေတာတို့ဖျားပူများပြားလာရောက်နှစ်တကူရုံးပိတ်ရက်ပါဝင်စနေတနင်္ဂနွေနေ့များ၌ဆန်တော်ရှင်ကြိုက်တီယိုစေဒီတော်မြတ်ကြီးတရှိရာကြိုက်တီယိုဒေတာတို့ဖျားပူများပြားလာရောက်ခဲ့ကြောင်းဒေသခံများနှင့်ဗန္နာတော်ထိန်ကောပကအဖွဲ့ထံမှသိရပါသည်ဒီဇင်ဘာ19ရက်တောက်ကြနေ့တွင်ကြာရောက်ခဲ့သည့်ကရင်မျိုးသားနှစ်တကူနေ့နှင့်စနေတနင်္ဂနွေအများပြည်သူအလုပ်ပိတ်ရက်3ရက်ဆက်ပိတ်ခဲ့သည့်အတွက်ဆန်တော်ရှင်ကြိုက်တီယိုစီဒီတော်မြတ်ကြီးတရှိရာကြိုက်တီယိုဒေသသို့မြန်မာနိုင်ငံအနှံ့မှဖျားပူအများပြားလာရောက်ခဲ့ကြကြောင်းကြိုက်ထူဒေသခံတူကပြောပါတယ်။၎င်းကဆက်လက်ပြီးကြိုက်ထူကင်းမွန်ချောင်ကားလန်ဝင်းကလော့ရွာလောက်ကစားပြီးကားရီပိတ်ကုန်တဲ့အထိကိုဖျားပူတွေလာကြပါတယ်။ရင်းမြစ်တော်ပေါ်မှာဆိုရင်လည်းဖျားပူတွေအရန်များလို့ခြေချစရာနေရာတော့မရှိဘူး။ကြိုက်တီယိုမှာဒီလိုဖျားပူတွေအရန်များတဲ့မြင်ကွင်းမျိုးကကိုဗစ်ကာလနောက်ပိုင်းအခုမှပြန်မြင်ရတာပါလို့ပြောကြပါတယ်။အများပြည်သူလှုပ်ပိတ်ရက်များ၌ဖျားဖို့အရန်များသည့်အတွက်ကြောင့်တောင်တက်မော်တော်ယာဉ်တစ်စီးနဲ့အတက်ဆင်းဆက်ကောက်ခံပြေးဆွဲပေးရကြောင်းကြက်တီယိုတောင်တက်မော်တော်ယာဉ်အသင်းမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ကင်းနှစ်တကူနေ့ကဆိုရင်တောင်တက်ကတစ်စီးကိုအတက်ဆင်းအနည်းဆုံး10កောင်စနေနေ့ကဆိုရင်အတက်ဆင်း17កောင်လောက်အထိကိုပြေးဆွဲပေးကြရပါတယ်။ဒီနေ့လိုတနင်္လာနေ့မှာတော့အတက်ဆင်း6កောင်လောက်ပြေးဆွဲနေကြရပါသေးတယ်။ဖျားဖို့ကဒီနေ့ထိကိုမပြတ်သေးဘူးလို့၎င်းကဆက်လက်ပြောကြားပါတယ်။ပြည်သူတို့ကလည်းဒီနေ့ကြိုက်တီယိုခီးစဉ်လူကတော့ပြေးပါပဲဒါပေမဲ့အရန်တော့ချက်မထိုးရဘူးဖျားပင်နာထိုင်ကြတော့မလဲမသိဘူးချင်းပြပေါ်ဖျားခင်းလင်းလျောင်းသူနဲ့ငပိကျော်နဲ့ဝိုင်းဖွဲ့စားတောက်နှက်စော်နေတာပဲကိုလည်းငပိကြိုက်ပါတယ်လူများကြတော့မတင်တော့ပါဘူးဟင်းနဲ့နေနဲ့ဟောင်းနေတာပဲတီးစော်ကလည်းလေးနဲ့ထူလွင်ပြီးနန်နန်လာသေးတာခြေတော်လဲရှောက်ရတာကက်ဆေးကက်ဆေးနဲ့ဘာနေနင်းမိမှမသိဘူးတို့တော့မပြောဘူးအပန်းဖြေရနဲ့မတူပဲပင်မနာပဲဖတ်တယ်8000တန်တဲခုကန်ကို1,600,000ပေးပြီးတဲရတာပဲအဖက်တင်စုပ်ပြက်နေရပဲဆိုပြီးတော့ပြည်သူတို့ကပြောဆိုထားပါတယ်။လာမယ့်ပိတ်ရက်ဒီမှာလည်းခြိုက်တီယိုဖျားဘူးများတိထက်ပိုများနိုင်ကြောင်းသိရပါတယ်။